ဒီနေ့မှာတော့ဒီလိုမျိုးမျက်နှာပေါ်မှာရှိတဲ့ tint တိတ်တွေကို skin texture မပြောက်ဘဲနဲ့ဘယ်လိုမျိုး remove လုပ်လို့ရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးပုံကိုနှစ်ပုံထပ်ပွားလိုက်မယ်ပြီးရင်အပေါ်ပုံခဏပိတ်ထားပြီးတော့ layer ပုံကို filter တွေက noise တွေက medium ဆွဲထဲဝင်လိုက်မယ်ဒီမှာပုံမူတည်ပြီးတော့ချိန်ရမှာပေါ့နော်ဒီမှာဒီအနေထားလောက်လေးမျိုးလုံးလေးလည်းနည်းနည်းပေါ်ရမယ်ဒီလိုပုံစံအနေထားလောက်လေးချိန်လိုက်မယ်ဒီ radius မှာပေါ့နော်ပြီးရင် okay နှိပ်ပေးလိုက်မယ်ပြီးရင် adjustment layer တွေက solid color ယူလိုက်မယ်ဒီ solid color မှာဒီ B ဆိုတဲ့နားလေးမှာ50%ရိုက်လိုက်မယ်ဒါကတော့ skin texture တွေဖန်တီးတဲ့နေရာမှာသုံးတဲ့ color code ပေါ့နော်ဒီ color code လေးယူလိုက်မယ်ပြီးလို့ရှိရင် filter တွေက noise တွေက add noise ဆိုတဲ့ထဲဝင်လိုက်မယ် convert to smart object နှိပ်ပေးလိုက်မယ်ဒီ add noise မှာကိုဒါလည်းပုံမူတည်ပြီးတော့တချို့ file လောက်ထားလို့ရတယ် skin texture နဲ့ကျဉ်းကျဉ်းပေါ့နော်ဒီပုံကကြတော့အရင် skin texture ကျန်းတဲ့ဟာမဟုတ်တဲ့အတွက်ကို3.5 လောက်ပဲထားလိုက်မယ်နော်ပြီးရင် okay နှိပ်လိုက်မယ်ပြီးရင် blending mode မှာ overlay ကိုပြောင်းပေးမယ်ပြီးရင်အပေါ်ပုံကို blending mode က vivid light ဆိုတဲ့ဟာလေးပြောင်းပေးမယ်ပြီးရင် filter တွေကအားသားတွေက high pass တွေကိုဝင်ပေးပါဒီမှာလဲပုံမူတည်ပြီးတော့ကိုထားချင်တော့ထားလို့ရတယ် 0.5 ဒီလောက်ထားလိုက်ရတယ်ဒါဆိုနည်းနည်းလေးအကုန်မပြောက်ဘူးနည်းနည်းလေးပေါ်တယ်နော်အဲဆိုတော့ 0.3 ဆိုရင်နည်းနည်းကျန် 0.2 လောက်ထားလိုက်မယ် high pass မှာ 0.2 လောက်ထားပြီးတော့ okay နှိပ်လိုက်မယ်ပြီးရင်ဒီအပေါ်ဟာတွေကို group ဖွဲ့ထားလိုက်မယ်နော် group ဖွဲ့ထားပြီးတော့ဒီ layer style box ထဲဝင်လိုက်မယ်ပြီးရင်ဒီထဲမှာနည်းနည်းလေးသွားချိန်တို့ရဲ့တခြားမျက်နှာမှာရှိတဲ့ highlight တွေပေါ့နော်မထိရမယ့်နားလေးတွေကိုတွားပြီးတော့ပြန်ဖော်ပေးတာပေါ့နော်ဒါလေးနည်းနည်းပြန်ချိန်လိုက်မယ်ဒီလောက်ဆိုရပြီ okay နှိပ်လိုက်မယ်ပြီးရင်တော့ဒီ group ကို layer mask နဲ့အုပ်လိုက်မယ်ပြီးရင်ဒီ layer mask ကို control I နဲ့ inverse ပြောင်းလိုက်မယ်ဒါဆိုရင်အောက်ကပုံပေါ်လာပြီနော်ပြီးရင်ဒီမှာရှိတဲ့ brush နဲ့ brush size ကတော့ကိုအဆင်ပြေလောက်အကြီးနဲ့တော့တခါတည်းတော့မပုတ်နဲ့ပေါ့နော်နည်းနည်း size နေထားတော်နေလောက်ထားမယ်ပြီးရင် hard နဲ့မှာ0ထားမယ်ဒီ opacity မှာ60လောက်ထားပြီး flow ကို100ထားလိုက်ပြီးရင်လိုက်ပြီးတော့ပုတ်ကြည့်လိုက်မယ်အဆင်ပြေလားလို့တော့ဆိုအဆင်ပြေတယ်နည်းနည်းလေးကြီးလို့ရသေးတယ်ဟုတ်ပြီခုလိုမျိုးလေးဒါတင်းတိတ်တွေကိုဒါအောက်က skin texture လည်းမပြောက်ဘူးเนาะဒီမှာ skin texture ပုံစံမျိုးလေးလည်းကိုယ့်ကိုဖန်တီးပြီးတော့ထည့်ထားတာဖြစ်တဲ့အတွက်ကိုအရင်ပြောင်ချောကြီးလည်းမဖြစ်သွားဘူးပေါ့နော်ဒီလိုလေးတွေဖြောက်လို့ရတယ်နော်ဒီ highlight နေရာတွေတော့မထိနဲ့ပေါ့နော် highlight နေရာတွေမထိဘူးဒီလိုမျိုးလေးတွေဖြောက်လို့ရတယ်ဒီနေရာကတော့သူကအလင်းရောင်ကျနေတာရယ်သူလင်းရောင်အရေးထင်နေတဲ့ပုံစံမျိုးလည်းရှိတာကြောင့်ဒီနေရာကတော့ဒီလောက်ပဲရမှာနော်သူ့ရဲ့ဒီတင်းတိတ်ပုံစံလည်းဒီနားမှာနည်းနည်းကျန်းတော့လေဒီလောက်လေးရမယ်ဒါတော့ကိုက manual အနေနဲ့ဒါတွေထပ်ပြင်ရင်လည်းပြင်လို့ရတယ်နော်ဒါကတော့ဒီတင်းတိတ်ဖြောက်တဲ့ပုံစံမျိုးလေးကို skin retention ပုံစံလေးမျိုးလေးကိုပြပေးတာဖြစ်တယ်နော် okay ဒီလိုမျိုးပုံစံမျိုးရသွားမှာဖြစ်တယ်နော်ဒါ before ဒါ after ပေါ့နော်နှလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ